ချင်းရီရဲ့စကားတခွန်းနဲ့တင်သူဟာဝန်လင်ရဲ့ချွေးမဖြစ်ဖို့ဘာလို့ထိုက်တန်နေဆိုတာကိုဘလို့တက်တည်ပြနိုင်ခဲ့တာလဲ我与王平有约，即便是黄泉也会相伴。带我走，哪怕化作魂魄，只要能陪伴王平，你不后悔？不会。ချင်းရီရဲ့နောက်ခံဆင်းတက်လာမှုကအရန်ကိုနှိမ့်ကြပါတယ်သူကလော်ထန်းကျက်တာယာနဲ့မြင်းရန်ရင်ကျိုးပေါ်ကစုံမီသားစုခွဲတစ်ခုရဲ့အပြင်လူတစ်ပိတ်တစ်ယောက်ပါပထမဆုံးစတင်ပေါ်လာချိန်မှာသူမရဲ့ကျင့်ကြံခြင်းအဆင့်ကချီတက်ဆင်ခြင်းအဆင့်သာရှိပြီးကျင့်ကြံခြင်းလောကရဲ့အစာဆက်တန်းမှာအောက်ဆုံးအဆင့်ကဖြစ်တည်မှုတစ်ခုပါတာအပြင်လူတစ်ပိတ်ဖြစ်တဲ့အတွက်စုံမီသားစုထဲမှာဘာပြောခွင့်မှမရှိသလိုအဓိကတယံဇာတအရင်းမြစ်တွေကိုလည်းနည်းနည်းလေးမှမရရှိပါဘူးကိုဆိုတာကနောက်ခံအင်အားကြီးမားတဲ့ယုံမှုဘုံကချင်းရီကိုအမြဲတမ်းအတင်းကျပ်လိုက်နောက်ဆက်ပြီးယူမှုလိုက်ပိုးပန်းနေတာပါပဲယွန်မီသားစုရဲ့အင်အားကိုမျက်နှာလိုမျက်နှာရလုပ်ဖို့အတွက်စုံမီသားစုကချင်းရီကိုမင်္ဂလာဆောင်ဖို့ကရိယာတစ်ခုလိုသဘောထားပြီးယုံမှုဘုံစီအတင်းအဓမ္မပို့ဆောင်ဖို့အလားအလာရမ်းများပါတယ်အဲ့ဒီအခါတစ်ဖက်လူရဲ့ကစားစရာအယုတ်တစ်ခုလိုဖြစ်သွားပြီးဒီတက်ကိုရှက်တကွဲနဲ့စိတ်ဆင်းရဲစွာဖြတ်တန်းသွားရမှာပါတာပေမဲ့အန်ဂျမာကအမြဲတမ်းစမ်းကြပါတယ်ချီရွှေမျိုးကစားတောက်ဆိုင်ပဋိပက္ခမှာဝန်ဖြင်းနဲ့ယွန်မှုဘုံတို့အငင်းပွားမှုဖြစ်ခဲ့တဲ့ချင်းကြီးရဲ့ဆရာကအမှားအမှန်ကိုမမေးပဲချက်ချင်းပဲဒေါသတကြီးဝင်ပါပြီးဝန်ဖြင်းရဲ့လက်နှစ်ဖက်ကိုချိုးပစ်ဖို့ကြိုးစားခဲ့တယ်လူတိုင်းက ATA ဆက်နဲ့ဘေးကနေရက်ကြည့်နေပြီးပွဲကြည့်ဖို့တောင်းနေကြတဲ့အချိန်မှာချင်းကြီးကနောက်မတွန့်ပဲထွက်ရက်တီးပေးခဲ့ပါတယ်ဒီနေရာမှာသူမရဲ့စိတ်ထားကဘလောက်ဖိုးတန်လဲဆိုတာတကယ်မြင်နိုင်ပါတယ်ဒီနောက်မှာဆရာဖြစ်သူကစုံမီသားစုကကူညီမဲ့သူတွေကိုတွားခေါ်ဖို့လုပ်နေတာကိုမြင်တော့ချင်းကြီးကဝန်လင်တို့သားဖကိုအញ្ញံထွက်ပြေးဖို့စေတနာနဲ့တတိပေးခဲ့ပါသေးတယ်ဒီလိုဆက်တိုက်လုပ်ခဲ့တဲ့စေတနာထားမှုတွေဟာကိုကျိုးမှမပါပဲသူမရဲ့ပင်ကိုစိတ်ရင်းတန့်စင်မှုကြောင့်သာဖြစ်ပါတယ်ဒါတွေအားလုံးကိုဒီနာကဝန်လင်ကအုံမြင်တွေ့နေခဲ့ပါတယ်လူစိတ်တဘာဝတွေကိုနားလည်ပြီးလောကကြီးရဲ့ဆိုးရုံမှုတွေကိုမြင်တွေ့ဘူးတဲ့ဝန်လင်ကဒီကောင်မလေးရဲ့စိတ်နေသဘောထားကိုချက်ချင်းပဲသဘောကျသွားခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အကိုကြီးကအဲ့ဒီညမှာပဲချင်းရီကိုတွားရှာပြီးသဘောတူညီမှုတစ်ခုလုပ်ခဲ့ပါတယ်ချင်းရီကနှစ်60တိုင်ဝန်ဖြင်းနားမှာအဖော်ပြုပေးရမယ်အဲ့ဒီအတွက်ကြင်ကြံချင်းဆိုင်ရာခွင့်ရေးတစ်ခုပြန်ရမယ်ကိစ္စပြတာနဲ့သူမကိုရွံရင်အဆင့်ကိုရရောက်စေမယ်ဆိုတဲ့ကတိပါပဲတည်ထားရမှာကအဲ့ဒီအချိန်ရန်ရင်ကြိုးပေါ်မှာရွံရင်အဆင့်ဆိုတာထိတ်တန်းတိုက်ခိုက်ရေးစွမ်းအားဖြစ်ပြီးသူမတက်လုံးတွေးတောင်မတွေးရတဲ့အမြင့်ဆုံးအဆင့်တစ်ခုပါဒါတလို့ပါပဲဒါအပြင်ဝန်လင်ရဲ့ချွေးမဖြစ်ခွင့်ဆိုတာကချင်းရီဟာကံကောင်းလို့အချောင်ရသွားတယ်လို့ထင်ကြပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့ချင်းရီရခဲ့တဲ့ကံကောင်းတယ်လို့ထင်ရတဲ့လက်ဆောင်တွေအားလုံးဟာအခြေခံအားဖြင့်သူမရဲ့ကောင်းမွန်တဲ့စိတ်ထားအတွက်ပြန်လည်ရရှိတဲ့အကျိုးကျေးဇူးတွေပါပဲသူမကအရင်ဆုံးပင်နာမှုကိုစောင့်ထိန်ခဲ့လို့သူမရဲ့လမ်းကြောင်းကပိုပြီးကျေပြန့်လာခဲ့တာပါဒီအခွင့်အရေးဟာသူမနဲ့တကယ်ကိုထိုက်တန်ပါတယ်ပြီးတော့နောက်တစ်ချိန်မှာလည်းချင်းရီဟာသူမရဲ့လုပ်ရက်တွေဝန်ဖြင့်ပေါ်ထားတဲ့တရားပါမဲ့ချစ်ချင်းမြတ်တာတွေနဲ့သူမဟာဝန်လင်ရဲ့ချွေးမဆိုတဲ့ဂုံပုံနဲ့ထိုက်တန်ကြောင်းတက်တည်ပြပါလိမ့်မယ်မူလကသဘောတူညီချက်အရဆိုရင်သူမကဝန်ဖြင့်ကိုတာမန်လူတယောက်ရဲ့ဘဝတစ်ခုစာပြီးဆုံးတဲ့အထိအဖို့ပြုပေးုံနဲ့တာဝန်ပြီးဆုံးပြီးလွတ်လပ်ခွင့်ရမှာပါဒါပေမဲ့နေ့စဉ်အတူတူဖြတ်တန်းရင်းနဲ့နူးညံ့ပြသူစင်တဲ့ဝန်ဖြင့်ကိုသူမတကယ်ပဲချစ်မိသွားခဲ့တယ်ဝန်ဖြင့်နဲ့အတူဖြတ်တန်းခဲ့တဲ့45နှစ်တာတာမန်လူဘဝမှာချင်းရီဟာကျင့်ကြံသူတယောက်ရဲ့လိုလားချက်တွေအားလုံးကိုဆုံးလုပ်ခဲ့ပြီးခင်မွန်းတီရဲ့ပူပန်မှုတွေကိုတိတ်တဆိတ်ကူညီဖြည့်ရှင်းပေးတဲ့ဇနီးကောင်းတယောက်ဖြစ်လာခဲ့ပါတယ်တာမန်လူတယောက်ဖြစ်တဲ့ဝန်ဖြင့်အထီးကျန်ပြီးတိမ်ငယ်စိတ်မဝင်စေဖို့အတွက်သူမရဲ့ရုပ်ရည်တွင်မြင်ကိုလည်းအချိန်နဲ့အမျှအိုမင်းရင်ရောခွင့်ပြုခဲ့ပါတယ်ဝန်လင်းကသူမကိုကျွမ်းရင်းအဆင့်ထိတင်ပေးပြီးတိတ်မကြခင်မှာပဲဒီချွေးမလေးဟာခင်မွန်းဖြစ်သူဝန်ဖြင့်ကိုချစ်တဲ့အချစ်တွေတဲကနေရန်ကိုရခဲလာတဲ့နောက်တကင်းမဲ့ချင်းဆိုတဲ့တာအိုအတိကိုရရှိသွားခဲ့ပါတယ်ဒါကဝန်ဖြင့်အပေါ်ထားတဲ့သူမရဲ့အချစ်ကတေးသည့်တိုင်းမပြောင်းလဲဘူးဘာနောင်တမှမရှိဘူးဆိုတာကိုကိုစားပြုပါတယ်ဖြင့်တည်ဆုံးသွားတဲ့အခါမှာတော့ချင်းကြီးကလူတိုင်းမထင်မှတ်ထားတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်ခဲ့ပါတယ်သူမကဖခင်ဖြစ်သူဝန်လင်းရှိမှဒူးထောက်ပြီးသူမရဲ့ဝိညာဉ်ကိုဝန်ဖြင့်နဲ့အတူကောင်းကင်ဆန့်ကျင်ပလဲထဲမှာအတူတူပိတ်လောင်ထားပေးဖို့ထာဝရအတူရှိနေခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်သူမကထာဝရအသက်ရှင်ခြင်းကိုမလိုချင်ဘူးကြင်ကြံချအင်းအဆင့်ကိုမလိုချင်ဘူးလွတ်လပ်ခွင့်ကိုမလိုချင်ပါဘူးချစ်ရသူနဲ့အတူထာဝရအဖို့ပြုခွင့်ဘယ်တော့မှမခွဲခွာရဖို့ကိုပဲတောင်းဆိုခဲ့ပါတယ်ချင်းရီရဲ့စိတ်ထဲမှာတော့ကြီးကျယ်ခမ်းနားတဲ့ကြင်ကြံခြင်းလမ်းစဉ်တွေအမြင့်ဆုံးကြင်ကြံခြင်းအဆင့်တွေကဝန်ဖြင့်နဲ့အတူဖြတ်တန်းရတဲ့နှစ်ကာလတွေကိုမရှင်းနိုင်ပါဘူးမင်းမရှိတဲ့ထာဝရအသက်ရှင်ခြင်းကအချီးနှီးပါပဲတာမန်လူဘဝမှာမင်းရှိနေရင်ပြည့်စုံပါပြီဆိုတာကသူမရဲ့အဖြူစင်ဆုံးဆွဲလန်းမှုပါပဲအားလုံးသိတဲ့အတိုင်းကျွန်တော်တို့ရဲ့အကိုကြီးဟာတစ်သက်လုံးကောင်းကင်ကိုစန့်ကျင်ပြီးရှောက်လန်းခဲ့သူပါကြင်ကြံခြင်းလောကရဲ့လှည့်စားမှုတွေရက်ဆက်ကြမ်းကြုတ်မှုတွေကိုမြင်ဘူးနေပြီးမှုလူတစ်ယောက်ကိုကြည့်ရင်သူ့ရဲ့ပါရမီနောက်ခံတွေကိုဘယ်တော့မှမကြည့်ပဲစိတ်နေသဘောထားကိုပဲကြည့်ပါတယ်ချင်းကြီးရဲ့45နှစ်တာစစ်မှန်တဲ့အတူပေါင်းတင်မှုတည်သည့်တိုင်မစွန့်ပစ်တဲ့စိတ်ဓာတ်ကိုကိုယ်တိုင်မြင်တွေ့ခဲ့ရတာကြောင့်ဝန်လင်းကဒီချွေးမကိုအပြေအဝအတိမတ်ပြုလက်ခံခဲ့တာပါကံကောင်းထောက်မှစွာနဲ့ဝန်လင်းကကောင်းကင်နှင်းချခြင်းအဆင့်ကိုထိုးဖောက်ကျော်လွန်နိုင်ချိန်မှာဝန်ဖြင့်နဲ့ချင်းကြီးတို့ကိုပြန်လည်တက်သွင်းပေးခဲ့ပါတယ်ဘဝတစ်ဝက်လောက်နောင်တရီနဲ့ဖြတ်တန်းခဲ့ရပြီးတိတ်ကွဲကွဲခဲ့ရတဲ့သူတို့နှစ်ယောက်ဟာနောက်ဆုံးမှာတော့ကံကြမ္မာရဲ့ချီနှောင်မှုတွေကနေလွတ်မြောက်သွားခဲ့ပြီးလွတ်လပ်ပေါ်ပါစွာနဲ့တစ်သက်လုံးအတူနေထိုင်သွားခွင့်ရကထပ်ပြီးခွဲခွာရခြင်းမရှိတော့ပါဘူးတငယ်ချင်းတို့လည်းချင်းကြီးလိုမင်းကလေးမျိုးနဲ့တူတဲ့ကောင်မလေးရကြပါစေဗျာဝန်လင်းလိုရောက်ကတိမျိုးကိုတော့အဝေးကနေရှောင်းတာပိုကောင်းလိမ့်မယ်လို့တော့အကြံပေးပါရစေဗျာ